က်ဘူးကြသည်ဟန်ဘိုက်ခေါင်းမှတင်သည့်တုံချင်းဖြစ်ရနိုင်သလားမင်္ဂလာပါရှင် All About Medicine မြန်မာ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီဆွေးနွေးပေးသွားမယ့်အကြောင်းအရာလေးကတော့ကျမတို့ရဲ့ပရိသတ်တွေထဲမှာမျိုးသမီးတွေရောအမျိုးသားတွေပါအမေးများဆုံးနဲ့တကယ်ကိုအဖြစ်များဆုံးပြဿနာတစ်ခုအကြောင်းပဲဖြစ်ပါတယ်ရှင်။အဲ့ဒါကတော့ဆီယာမကြီးဘိုက်ပူနေလို့ဘိုက်ခေါင်းမှတင်တွေနေ့တိုင်းအကြိမ်100လောက်လုံးနေတာပဲ။ဘာလို့ဘိုက်ကမချက်သွားတာလဲဆိုတဲ့မိကွန်းလေးပဲဖြစ်ပါတယ်ရှင်။တော်တော်များများကဘိုက်စီကြခြင်းရင်ဘိုက်ခေါင်းမှတင်နဲ့လေ့ကျင့်ခန်းလုပ်ရမယ်လို့ထင်ထားတတ်ကြပါတယ်။တကယ်ပဲဆေးရလောက်ယုံတီးတက်နဲ့ဘိုက်ပူတာကျသွားနိုင်သလားဒီဗီဒီယိုလေးထဲမှာတော့ဆေးပညာရှုထောက်ကနေအစီတွေဘလို့လောင်ကျွမ်းသွားတယ်လဲဘိုက်ပူတာကိုတကယ်ကျစေခြင်းရင်ဘာတွေလုပ်ရမလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးသွားမှာမလို့ဗီဒီယိုလေးကိုဆုံးတဲ့ထိကြည့်ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်ပထမဆုံးအနေနဲ့ကျမတို့ဘိုက်ပူတာကိုမဖြေရှင်းခင်ဘိုက်မှာဘာလို့အစီတွေဆုလာတယ်လဲဆိုတာကိုအရင်သိဖို့လိုအပ်ပါတယ်ရှင်ကျမတို့ခန္ဓာကိုယ်မှာအဓိကအားဖြင့်အစီအမျိုးအစား2မျိုးရှိပါတယ်ပထမတစ်မျိုးကတော့အရေပြားအောင်အစီလို့ခေါ်ပါတယ်။သူကကျမတို့ဘိုက်ကိုလက်နဲ့ဆွဲညှစ်လိုက်ခြင်းဆန်းလို့မိတဲ့ဖောင်းဖောင်းအီအီဖြစ်နေတဲ့အစီလွှာကြီးပါ။ဒုတိယတစ်မျိုးကတော့ကလီစာတွေကိုရစ်ပတ်ထားတဲ့အစီဖြစ်ပါတယ်။သူကတော့အသေးဥစတဲ့အတွင်းကလီစာတွေကိုရစ်ပတ်ထားပြီးတော့ဘိုက်ကိုတင်းတင်းမာမာကြီးနဲ့ပူထွက်လာစေတဲ့အစီပဲဖြစ်ပါတယ်။ဒီ Bastral Fat ကကျန်းမာရေးအတွက်အရန်အန္တရာယ်များပါတယ်ရှင်။ဆိုတော့ကကျမတို့အစားတွေအများကြီးစားမယ်။လှုပ်ရှားမှုနည်းမယ်ဆိုရင်ခန္ဓာကိုယ်ကပိုရှန်နေတဲ့စွမ်းရည်တွေကိုအစီဖြစ်ပြောင်းလဲပြီးတူလောင်ပါတယ်။အဲဒီလိုတူလောင်တဲ့အခါမှာမျိုးရိုးဗီဇအရာရောဟော်မုန်းတွေအရာပါလူတော်တော်များများဟာဝမ်းဘိုက်မှာလာပြီးအရင်ဆုံးစီတွေစုပုံလာတတ်ကြပါတယ်။ဒါဟာသဘာဝပါပဲရှင်။ဒီနေရာမှာပရိသတ်ကြီးကိုတေချာလေးရှင်းပြတင်တဲ့ဆေးပညာအချက်လက်တစ်ခုရှိပါတယ်။ဒါကတော့ spot reducing လို့ခေါ်တဲ့ခန္ဓာကိုယ်ရဲ့တနေရာတွေကအစီတွေကိုတီးတန့်ချလို့မရဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်ရှင်။ဥပမာဘိုက်စီကြခြင်းလို့ဘိုက်ကိုပဲဖိပြီးလေ့ကျင့်ခန်းလုပ်တာလက်မောင်းစီကြခြင်းလို့လက်မောင်းလေ့ကျင့်ခန်းပဲလုပ်တာမျိုးတွေဟာလုံးဝမလုပ်ရပါဘူးရှင်။ဘာလို့လဲဆိုတော့ကျမတို့လေ့ကျင့်ခန်းလုပ်တဲ့အခါခန္ဓာကိုယ်ကလိုအပ်တဲ့စွမ်းရည်တွေကိုဒီကိုယ်လုံးစာလှည့်ပတ်သွားနေရတယ်။သွေးကြောတွေထဲကနေတဆင့်အစီဆဲတွေစီကယူသုံးတာပါ။ဘိုက်လေးကျင်ငန်းလုံးနေလို့ဘိုက်နားမှာရှိတဲ့အစီကိုဖောက်ပြီးယူသုံးတာမဟုတ်ပါဘူးရှင်။ဒါကြောင့်မို့ဘိုက်ခေါင်းမှတင်တင်းသက်လှုပ်ခြင်းဖြင့်ဘိုက်ဘူးကျစေနိုင်သလားဆိုတဲ့မိကွန်းရဲ့အဖြေကတော့မကျနိုင်ပါဘူးရှင်။ကိုရိုမာရိုအနေနဲ့ဒီနေ့ကိုစစ်အပ်အကျဉ်900လောက်ပဲလုပ်လို့ဘိုက်ပေါ်ကအစီလွှာကြီးကတော့အရေးပြောသွားမှာမဟုတ်ပါဘူးရှင်။ဒါလေးကိုတေချာမှတ်ထားစီခြင်းပါတယ်နော်။ဒါဆိုရင်စစ်အပ်တွေလုံးနေတာအလကားပဲလားဆိုပြီးမေးစရာရှိလာမှာပါ။အလကားတော့မဟုတ်ပါဘူးရှင်။စစ်အပ်တွေလုံးနေတာဟာကျမတို့ရဲ့ဘိုက်ကြက်သားတွေကိုတမ်းမာစေပါတယ်။အစအဦးတစ်ခုမှာကြောရိုးတိုင်ခိုင်မာဖို့လိုအပ်တယ်လို့ကျမတို့ခန္ဓာကိုယ်အတွက်လည်းကြက်သားတွေခိုင်မာဖို့အရန်ရေးကြည့်ပါတယ်။စစ်အပ်တွေမှန်မှန်ကန်ကန်လုံးနေရင်ကြက်သားတွေကြီးလာမယ်။တမ်းမာလာမယ်။ခါးနာတာတွေတက်တာမယ်။ကိုယ်နေဟန်ထားပုံမှန်ဖြစ်လာမယ်။ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့တမ်းမာလာတဲ့ကြက်သားတွေအပေါ်မှာခုနကပြောခဲ့တဲ့အစီလွှာကြီးကဖုံးနေတဲ့၍ဘိုက်ကချက်သွားမှာမဟုတ်ပါဘူး။ကြက်သားတူကြီးကြောင့်ပိုပြီးတောင်ဘိုက်ထွက်လာတဲ့အောင်ခံစားရတတ်ပါတယ်ရှင်။ပြီးတော့စစ်အပ်ကိုပုံစံမှန်မှန်ပဲအတင်းကုန်းရုံးလုံးနေမယ်ဆိုရင်ခါးစစ်ရိုးတွေကိုဒဏ်ပိစေပြီးတော့ခါးနာတဲ့ပြဿနာတွေကိုပါပိုဆိုးစေနိုင်ပါတယ်။ဟုတ်ကဲ့ပါရှင်အခုဆိုရင်စစ်အပ်တီးတန်းလုံးယုံနဲ့ဘိုက်အစီမကြဘူးဆိုတာသဘောပေါက်သွားလောက်ပြီလို့ထင်ပါတယ်ဒါဆိုဘိုက်အစီတကယ်ကြချင်ရင်ဘာလုပ်ရမလဲအချက်3ချက်ပဲရှိပါတယ်ရှင်ပထမတစ်ချက်ကတော့စားတဲ့ကယ်လိုရီအတွက်လောင်ကျွမ်းတဲ့ကယ်လိုရီများစေတာပါဒါကအရေးကြီးဆုံးပါ80%ကအစားအသောက်ပေါ်မှာပဲမူတည်ပါတယ်အချိုရည်တွေအကြော်အလော်တွေအရက်ဘီယာတွေကိုလျှော့ပါအသားတက်ပြေဝစွာစားပါဟင်းသီးရွက်များများစားပါဝင်နဲ့စွမ်းရည်နဲ့သွားမှခန္ဓာကိုယ်ကဘိုင်းမှာတူလောင်ထားတဲ့အစီတွေကိုထုတ်သုံးမှာဖြစ်ပါတယ်ရှင်။ဒုတိယတစ်ချက်ကတော့နှလုံးကုန်မြန်စေတဲ့လေ့ကျင့်ခန်းတွေလုပ်ပါ။ပြေးတာလမ်းမြန်မြန်လျှောက်တာစက်ဘိန်းစီးတာရေကူးတာစတဲ့လေ့ကျင့်ခန်းတွေကတကိုယ်လုံးစာကယ်လိုရီတွေကိုအများကြီးလောင်ကျွမ်းစေပါတယ်။တကိုယ်လုံးကအစီတွေကျသွားတဲ့အခါဘိုက်ကအစီတွေလည်းအလိုလိုကျသွားမှာဖြစ်ပါတယ်။တတိယအချက်ကတော့အလေးမှခြင်းမှာခန္ဓာကိုယ်ရဲ့ကြက်သားတူကြီးများလာလေအနားယူချိန်မှာတော့အစီလောင်ကျွမ်းတော့ကပိုကောင်းလေဖြစ်ပါတယ်။ဒါကြောင့်တကူလုံးကကြက်သားတွေအလုပ်လုပ်ရတဲ့ squat တွေ dumb flip တွေ push up တွေကိုပါတွဲလုပ်ပေးဖို့လိုအပ်ပါတယ်ရှင်။ချုပ်ပြီးပြောရမယ်ဆိုရင်တော့ဘိုက်ပူကြစေဖို့အတွက်ဘိုက်ခေါင်းမှတင်လေးကျင်ငံမဲ့ဇွတ်လုံးနေမဲ့အစားမှန်ကန်တဲ့အစားအတောင်လေးကျင်တွေပြောင်းလဲမယ်လမ်းလျှောက်တာပြေးတာမျိုးတွေလုပ်မယ်တ
တကူလုံးတန်မာစေမဲ့လေ့ကျင့်ခန်းတွေနဲ့ဘိုင်လေ့ကျင့်ခန်းတွေမျှတအောင်တွဲလုပ်မယ်ဆိုရင်တော့အကိုတို့မတို့လိုချင်တဲ့ကျမ်းမာပြီးကြက်လက်တဲ့ဝမ်းပိုက်လေးတွေကိုမလဲမသိပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်ရှင်ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကပရိသတ်တွေအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်လည်းဘလို့ကျမ်းမာရေးဘူးသူရတွေကိုသိချင်သေးလဲဆိုတာကိုcommentမှာရေးခဲ့ပေးပါအောင်ရှင်All About Medicine မြန်မာ channel လေးကို like နဲ့ subscribe လေးလုပ်ပေးဖို့လည်းမမေ့ပါနဲ့အောင်နော်အားလုံးပဲယောဂဗျာတွေကင်းဝေးပြီးကျန်းမာပျော်ရွှင်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်